ဒီနေ့ဇူလိုင်23ရက်ည3နာရီမိနစ်20မဟုတ်ဘူးပဲအမေသေပြီဗျအဖေယူနေလားဆိုးဆုံးကကျွန်တော်တို့တကယ်ချစ်တာဟာချစ်တယ်မင်းချစ်ဆိုတာဘာလဲမသိလားတကယ်လို့များဆုတောင်းနိုင်တာပြေးခဲ့မယ်ဆိုရင်ငါဘာရဲဦးနေလေနေရုပ်ရက်ပြောင်းလာပြီးငါရှိတဲ့မှာအရင်ကလိုဂီတာလေးကိုင်းနေရတဲ့ချင်းမျိုးငါဆိုပြစီချင်တယ်ငါဒီနေ့အိမ်မပြန်တော့ဘူးဆိုရင်ငါစိတ်ဆုံးမလိုက်စိုးကတော့ငါတင်ငါတို့လိန်နာကိုသိတာလည်းအနေနဲ့အဲဒါကြောင့်ငါတင်ငါတို့လိန်နာမသိခင်မှာမင်းနဲ့ငါနဲ့တခဲလိုက်တာအကောင်းဆုံးပဲဒီနေ့ကလမ်းခွဲရအောင်喂，你一票嘢就咁咪你嘅錢呀啦？မင်းဘာလို့မဆိုင်နိုင်ကောလာမင်းနေရလဲနေအောင်ငါညို့နားလဲပေးပါမယ်ငါခွင့်လို့ပေးမယ်လေနော်အင်တာဗျူးတနေ့ကျရင်မင်းကိုယ်အကုန်သိတယ်ရှင်းမသိဘူးလားမင်းဘာချစ်တာလဲဒီအင်ကြီးကပြဲသွားလို့ခင်ဗျားကိုကြောက်တတ်ပြီဘာမှလည်းခင်ဗျာခင်ဗျာတိတ်သွားမယ်ဟေးတော်ရဖေးရ